မင်္ဂလာပါမြန်မညူးဆိုင်စီမံနဲ့ကူညီစနစ်မှာကြိုဆိုပါရစေအခုဒီဗီဒီယိုမှာပြပြပေးမယ့်အကြောင်းအရာကတော့ကဲလို့တင့်ဆိုင်မှာ kitchen panel အသုံးပြုတယ်ဒါပေမဲ့ငွေကန်ကငွေလက်ခံတော့မှပဲအယောင်း item ကိုတစ်ခုခုပြုပြင်ပြောင်းလဲဖို့ဒါမှမဟုတ်ဖြတ်ပစ်ဖို့ဖြစ်လာတယ်ဒီလိုအခြေအနေမျိုးမှာဘယ်လိုကင်တွယ်ဖြေရှင်းရမလဲကိုအခုဗီဒီယိုမှာသိသင့်တဲ့အကြောင်းအရာများစီမံခန့်ခွဲမှုအကြံပြုချက်များနဲ့ပြည့်ပြည့်စုံစုံလက်တွေ့ပြသပြပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ဘာကြောင့်ဒီ issue ဖြစ်ရလဲကိုဘယ်လိုဖြေရှင်းလို့ရမလဲကိုပြည့်ပြည့်စုံစုံပြပြပေးလိုပါတယ်အချင်းချုပ်လေးပြပြပေးလိုပါတယ်ကဲလို့တင်က kitchen panel အသုံးပြုရဆိုရင်ဒါက two way ချိတ်ဆက်မှုဖြစ်ပါတယ်တစ်ဖက်မှာငွေကန် waiter tablet တို့က order တင်မှာဖြစ်ပါတယ်ကြံတစ်ဖက်မှာသဘုံမူသက်ဆိုင်ရာသဘုံမူတွေကအဆိုပါ item တွေကို cook done ဒီလိုခလုတ်နှိပ်ပြီးတော့အပြန်အလှန်ဆက်သွယ်မှုမျိုးဖြစ်ပါတယ်တစ်ဖက်မှာ cook done လုပ်လိုက်တယ်ဆိုရင်သဘုံမူဝေတာတို့ကအဆိုပါ item တွေကိုပြုပြင်လို့ရတော့မှာမဟုတ်ပါဘူးအယောင်ပြုလို့မှတပါပြုပြင်လို့ရတော့မှာမဟုတ်ပါဘူးဒါပေမဲ့လည်း customer နဲ့ဆက်သွယ်တဲ့အခါမှာ enforcing အခြေအနေမှာငွေတောင်းလို့မရတဲ့အခြေအနေငွေတောင်းလို့မရတဲ့ item မျိုးဖြစ်လာတာမျိုးရှိနိုင်ပါတယ်ဒီလိုအခြေအနေမျိုးမှာဘယ်လိုဖြေရှင်းရမလဲ system ကိုလည်းမထိခိုက်ဘူးလုပ်ငန်းရဲ့ချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေလည်းမထိခိုက်ဘူးပြီးတော့ check and balance လည်းဖြစ်နေမယ်ဒီလိုဖြည့်ရှင်းနည်းလမ်းဘယ်လိုရှိလဲကိုဒီဗီဒီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ Amino System မှာ printer ရွေးချယ်စရာရှိပါတယ် panel ရွေးချယ်စရာရှိပါတယ်သူတို့နှစ်ခုရဲ့ဝယ်ပြခြားနားမှုကို Amino idea ရရှိအောင်ပြပြပေးလိုပါတယ်ဒါမှပဲသင်ဆိုင်အတွက်ပိုကောင်းတဲ့ solution ကိုရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်Amino နှစ်ခုလုံးကတော့စားပွဲအမျိုးအစားပေါ်မှာ assign လုပ်ပြီးအသုံးပြုရမှာဖြစ်ပါတယ် panel ပဲဖြစ်ဖြစ် printer ပဲဖြစ်ဖြစ်စားပွဲ food category မှာ assign လုပ်ရမှာဖြစ်ပါတယ်ဆိုလိုတာကတော့ဥပမာတရုတ်စားပွဲကို printer A panel A ဒီလိုမျိုး assign လုပ်တယ်ဆိုရင်တရုတ်စားပွဲနဲ့ပတ်သက်ပြီးတော့ order တင်တယ်ဆိုရင် printer A မှာထွက်မှာဖြစ်ပါတယ် panel မှာ assign panel မှာပြပေးမှာဖြစ်ပါတယ်ဒီတကြောင်ပထမအချက်ကတော့ printer ရော panel ရောကအမျိုးအစားပေါ်မှာ assign လုပ်မှာဖြစ်ပါတယ်တူညီမှာဖြစ်ပါတယ်ဆိုတော့တင်ဆိုင်မှာစားပွဲလိုင်းများစွာရှိတယ် printer များစွာအသုံးပြုခြင်းနဲ့ panel အသုံးများစွာအသုံးပြုမယ်ဒါမျိုးအသုံးပြုနိုင်မှာဖြစ်ပါတယ်ဒီပထမချက်ကတူညီမှာဖြစ်ပါတယ်နောက်ချက်ကစပြီးတော့ကွဲလွဲသွားမှာဖြစ်ပါတယ် printer ကတော့စာရွက်ထွက်မှာဖြစ်ပါတယ်သက်ဆိုင်ရာ install လုပ်ထားတဲ့မိဖို့ဆောင်မှာဖြစ်ဖြစ်ဘားနေရာမှာဖြစ်ဖြစ်ဒါမှမဟုတ်စားပွဲလိုင်းတွေမှာဖြစ်ဖြစ်အဆိုပါ assign လုပ်ထားတဲ့အမျိုးအစားပေါ်မှာအပြင်စာရွက်ထွက်မှာဖြစ်ပါတယ်တခုကတော့ panel မှာရှင်းပြသရမှာဖြစ်ပါတယ်သဘောမူမှာ cook done ဒီလိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒါကတော့စာရွက်ထွက်မယ်ရှင်းပြပေးမယ်ဝယ်ပြခြားနားမှုဖြစ်ပါတယ်နောက်တစ်ခုကတော့ printer one direction နဲ့ဆက်သွယ်မှုဖြစ်ပါတယ် panel ကတော့သဘောမူက cook done နေတဲ့အတွက် two direction နဲ့ဆက်သွယ်မှုဖြစ်ပါတယ်နောက်ဆုံးတစ်ခုအကြံပြုလိုတာကတော့ printer ရဲ့ကောင်းတဲ့ချက်ကတော့ QSR ဆိုတဲ့ quick service restaurant တွေအတွက်တင့်တော်ရလို့ Amino အကြံပြုလိုပါတယ် panel ကတော့ food service ဝန်ဆောင်မှုပြည့်စားသောက်ဆိုင်တွေအတွက်ပိုပြီးတင့်တော်လို့အကြံပြုပါတယ်တကယ်ရွေးချယ်မှုနဲ့အသုံးပြုမှုကတော့တင့်ဆိုင်ရဲ့ preference ပဲဖြစ်ပါတယ်တင့်ဆိုင်ရွေးချယ်မှုပဲဖြစ်ပါတယ် Amino ဒီမှာကတော့တစ်ခုနဲ့တစ်ခုနှိုင်းယှဉ်ပြီးတော့တင့်ဆိုင်အတွက်ပိုတင့်တော်တဲ့ solution ကို idea ရရှိအောင်ပြပြပေးတာဖြစ်ပါတယ် Amino printer နဲ့ panel ကြောင့်နှိုင်းယှဉ်ပြီးတော့ check and balance ကိုလည်း Amino မေ့ထားလို့မရပါဘူးဘာဖြစ်လို့လဲဆိုရင်ဒါကမြန်မြူးစီမံခန့်ခွဲမှု system ရဲ့အနှစ်သာရဖြစ်တဲ့ကြောင့်ဖြစ်ပါတယ် printer မှာလည်း check and balance ရှိပါတယ် panel မှာလည်း check and balance ရှိပါတယ်ဒီနှစ်ခုလုံးတစ်ခုချင်းစီ Amino ပြပြမှာဖြစ်ပါတယ်တကယ်လို့တင့်ဆိုင်မှာ printer အသုံးပြုရဆိုရင်မိဖို့ဆောင်မှာဖြစ်ဖြစ်ဘားမှာဖြစ်ဖြစ်နှလုံးမဲ့ဖြစ်ဖြစ်သုံးလုံးပဲဖြစ်ဖြစ်ဒီစာရွက်တွေအစီရင်ခံစာsorry KOD BOD အဲ့လိုမျိုး order စာရွက်တွေအများကြီးထွက်ရှိနေမှာဖြစ်ပါတယ်ဒီစာရွက်တွေကအကြောင်းတွေကို summary ပြုလုပ်ရမှာဖြစ်ပါတယ် summarize ပြုလုပ်ရမှာဖြစ်ပါတယ်တစ်ဖက်မှာဆိုရင်လည်း Amino system နေပြီးတော့တနေ့တာအစီရင်ခံစာဆိုတာမျိုးကို Amino စင်းထုတ်ရမှာဖြစ်ပါတယ်အဲ့မှာ summary ကိုပြပေးနေမှာဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်မိဖို့ဆောင်မှာခောက်ဆွဲကြော်ပွဲ90ဒီနေ့ရောင်းရဆိုရင်တနေ့တာ summary အစီရင်ခံစာမှာလည်းပွဲ90တွေ့ရမှာဖြစ်ပါတယ် equal to ဖြစ်နေရမှာဖြစ်ပါတယ်ပိုတယ်ဆိုလည်းအဓိပ္ပာယ်မရှိပါဘူးလိုတယ်ဆိုလည်းအဓိပ္ပာယ်ရှိမှာမဟုတ်ပါဘူးတခုမှားနာမှာဖြစ်ပါတယ်အမလို့ဒါနဲ့ပတ်သက်ပြီးတော့ဗီဒီယိုပြည့်စုံဗီဒီယိုတစ်ခုလုပ်ထားဖြစ်ပါတယ်တူညီနေတယ်ဆိုတော့မှန်ကန်မှာဖြစ်ပါတယ်ဒါကတော့ check and balance နဲ့ပတ်သက်ပြီးတော့လုံးဝဖြစ်ပါတယ်ဒီအနေနဲ့
တည်အခုမှစတဲ့လုပ်ငန်းဆိုရင်တစ်နေ့တစ်ခါဖြစ်ဖြစ်အခါတော့သာဖြစ်ပြုလုပ်လို့ရမှာဖြစ်ပါတယ်ဒါပေမဲ့တင်းဆိုင်ရာတည်ငြိမ်လာပြီးမှန်ကန်လာပြီဆိုတော့တင်းအနေနဲ့ရန်ဖန်ရန်ခါဖြစ်ဖြစ်တစ်လားတစ်ခါဖြစ်ဒီလိုမျိုးအချိန်ချပြီးတော့ပြုလုပ်နိုင်မှာဖြစ်ပါတယ်ဒါတော့ printer အသုံးပြုရင် check and balance လုပ်ရမယ့်အခြေအနေဖြစ်ပါတယ် panel အသုံးပြုတယ်ဆိုတော့ check and balance က auto ပဲ real time ဖြစ်နေမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့အမင်းတို့ရှေ့မှာပြောသူပါပဲစပိုမှုက cook တန်းလုပ်လိုက်တယ်ဆိုရင်ငွေကိုင်တို့ waiter tablet တို့ကနေပြီးတော့အဆိုပါအရောင်းကိုပြုပြင်လို့မရတော့ပါဘူးငွေတောင်းအောင်မှတပါပြုပြင်လို့ရတော့မှာမဟုတ်ပါဘူးဒီလိုကြောင့်ပဲအမင်းတို့ကအမြဲ real time ပဲ check and balance ဖြစ်နေတာဖြစ်ပါတယ်ဒါကတော့အမင်းတို့ printer ပဲဖြစ်ဖြစ် panel ပဲဖြစ်ဖြစ် check and balance နဲ့ပတ်သက်ပြီးတော့အမင်းတို့ Yami system ရဲ့အကြောင်းကိုပြောပြပေးသွားတာဖြစ်ပါတယ်အမင်းတို့ငွေကိုင်အမင်းတို့ DV ရဲ့အနှစ်သာရဖြစ်ပါတယ်ကဲလို့ kitchen panel အသုံးပြုရဆိုရင်အမင်းတို့ဒီဘလို့ check and balance လည်းရှိအောင် operation လည်းမထိခိုက်အောင်လုပ်ငန်းစဉ်လည်းဒီလုပ်ငန်းရဲ့စီမင်းစည်းကမ်းတွေလည်းတိုင်းနာလို့ရအောင်အမင်းတို့ဘလို့လုပ်ရမလဲကိုအမင်းတို့ဒီဗီဒီယိုမှာအခုဒီဘိုင်းမှာ step by step လက်တွေ့ပြရမှာဖြစ်ပါတယ်အခုအခြေအနေတစ်ခုအရင်စောက်ပါမယ်အခြေအနေကတော့ငွေကန်ကနေပြီးတော့ order တင်ထားတယ်ထို့အတူပဲ suppose ကနေလည်း good done လုပ်ပြီးသွားပြီဒါပေမဲ့ customer claim လုပ်နေတယ်ပြုပြင်မှုဖြစ်လာတယ်ဒါကိုဘယ်လိုလုပ်မလဲကိုအမင်းတို့ရှင်းပြရမှာအဆင့်50နဲ့အမင်းတို့လက်တွေ့ပြရမှာဖြစ်ပါတယ်အရေးကြီးပါတယ်ဒီဘိုင်းလေးကိုတော့တေချာကြည့်ပေးစီလိုပါတယ်အမင်းတို့ဒီနမူနာအခြေအနေလေးတစ်ခုအမင်းတို့သွားပါမယ် sorry ဒါဆိုရင်ငွေကန်က order တင်လိုက်ပါပြီ order တင်လိုက်တယ်ဆိုရင်သက်ဆိုင်ရာ kitchen panel မှာလည်း order တွေ့ရှိရမှာဖြစ်ပါတယ်အမင်းတို့ဒီမှာဆိုရင်သူစပိုမှုကသူချက်ပြောမယ့်ဟာတွေကိုသူဆက်လက်လုပ်ပြီးတော့သူ cook တန်းလုပ်ရမှာပါဒါသူဒီ3ဘွဲလုံးကိုသူချက်မယ်ဆိုရင်အမင်းတို့ဒီမှာဆက်လက်လုပ်ပြီးတော့ cook ကိုနှိပ်ပြရမှာဖြစ်ပါတယ်ဒါဆိုရင်သူက in prepare ဆိုပြီးတော့စချက်လို့ရပါပြီစချက်ပြီဆိုရင်အဆိုပါ order တွေကိုအယောင်းပြုလုပ်မှတပါပြုပြင်လို့မရတော့ပါဘူးအမင်းတို့ဒါလေးကိုလက်တွေ့ပြရပါဒါဆိုရင်သားပွဲချက်ပြုတ်နေပြီမြည်ဒီမှာပြုပြင်လို့မရတော့ပါဘူးဒါကိုပြောပေးနေတာဖြစ်ပါတယ်အမင်းတို့ဒါပြုပြင်မယ်ဆိုရင်လည်း restriction တွေဖြစ်နေမှာဖြစ်ပါတယ်ခုနပြောသူပါပဲအယောင်းပြုလို့မှတပါဘာမှလုပ်လို့မရတော့ဒါပေမဲ့လည်း enforcing အခြေအနေမှာ customer ကို short ကောက်ပေးဖို့ဖြစ်လာဒီလိုအခြေအနေမျိုးဘယ်လိုလုပ်ရမလဲအမင်းတို့အခုဒီအဆင့်50နဲ့အမင်းတို့ပြုလုပ်တဲ့အကြံပြုချက်အဆင့်များကိုအမင်းတို့ပြပြမှာပါပထမဆုံးအနေနဲ့ငွေကန်ကဘယ်လိုပဲဖြစ်ဖြစ် customer နဲ့ဆက်သွယ်တဲ့အခါမှာငွေတောင်းစာထုတ်ပေးဖို့အကြံပြုလိုပါတယ်အမင်းတို့ဒီမှာငွေတောင်းစာရင်ထုတ်ပြရပါမယ်ဆိုတော့ order အသေးစိတ်ကိုနှိပ်မယ်ဒီငွေတောင်းစာကိုခလုတ်နှိပ်လိုက်တယ်ဆိုရင်ရပါပြီတို့ဒီစာရွက်လေးကငွေလက်ခံပြေတာမဟုတ်ပါဘူးငွေတောင်းစာဖြစ်ပါတယ်ငွေချေပြီးနောက်ငွေလက်ခံပြေတာကိုယူရမှာဖြစ်ဆိုတော့ဒီမှာဆိုရင် customer ကသူသုံးဆောင်ထားတဲ့ဟာတွေကိုသူကြည့်မှာဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်သမင်းကျော်ဝဲကြီးအုံနှုတ်ခောက်ဆွဲမဝင်ကဒါတွေကိုသူသုံးဆောင်ထားရဆိုပြီးတော့သူ့ကိုငွေတောင်းစာထုတ်နေပါတယ်ဒါပေမဲ့ तू ကစစ်ဆေးလိုက်တဲ့အခါမှာအကြောင်းကြောင့်ပဲဖြစ်ဖြစ်ဒီသမင်းကျော်ပွဲကြီးကသူတပွဲပဲမှားတယ်ပဲယူဆပါစို့ဆိုတော့ဒီလိုအခြေအနေမျိုးဖြစ်လာတယ်ပြီးတော့အုံနှုတ်sorry အုံနှုတ်ခောက်ဆွဲရလဲသူလုံးဝမစားတာဘူးဒီလိုမျိုးအမင်းတို့ဒီမှာတစ် shot မယ်ဒီမှာ၄ပွဲလုံး shot မယ်ဒီအခြေအနေကိုအမင်းတို့လုပ်ပြပေးမှာဖြစ်ပါတယ်ဆိုတော့ဒီအခြေအနေကိုငွေကန်ကတယောက်တည်းသူ့ဘာသူဆုံးဖြတ်ပြီးတော့မပြုတ်လို့တင်ပါဘူးသူ့ရဲ့ reported senior ကိုသူ့အနေနဲ့ approval ယူဖို့အတွက်အကြံပြုပါတယ် reported senior okay တယ်ဒီနံပါတ်ကိုတော့ short ခွင့်ရှိတယ်ဒီ item ကိုတော့ဖြတ်ခွင့်ရှိတယ်ဒီလိုမျိုး reported senior ရဲ့ approval ယူရမှာဖြစ်ပါတယ်
report တဲ့ senior ရဲ့ approval ရပြီဆိုတော့ငွေကိုင်လောက်ရမယ့်အဆင့်ကိုအမင်းတို့ဆက်ပြောရမယ်နံပါတ်အဆင့်3ဖြစ်ပါတယ်အဲ့တော့ထုံးစံတိုင်းပဲ order အသေးစိတ်ကိုနှိပ်မယ်ခွဲရှင်းဆိုတာနှိပ်ပါမယ်စုရှင်းမဟုတ်ပါဘူးခွဲရှင်းဆိုတာနှိပ်ပါမယ်ဒီဇိုင်းကငွေတောင်းမဲ့ဆောင်ဖြစ်ပါတယ်ဒီဇိုင်းကဖြတ်ပြမဲ့အဆောင်ဖြစ်ပါတယ်အဲ့တော့အမင်းတို့2ဆိုပြီးတော့တောင်းလိုက်မှာဖြစ်ပါတယ်အမင်းတို့ဘယ်အဆောင်ပဲဖြစ်ဖြစ်အရင်ထည့်လို့ရပါဖြစ်ပါတယ်အမင်းတို့အခုငွေတောင်းမဲ့အဆောင်ကိုအရင်ထည့်ပါမယ်တော့အမှတ်လေးချစ်လေးကိုတွေ့ရပါဖြစ်ပါတယ်ငွေတောင်းမဲ့ဆောင်ကဒီမှာတပွဲပဲငွေတောင်းရမယ်တပွဲတော့အမင်းတို့ဖြတ်ပြရမယ်ဒီဟာတော့လုံးဝငွေတောင်းလို့မရဘူးဒီကောင်အကုန်ငွေတောင်းမယ်ဒါကငွေတောင်းမဲ့ဆောင်ဖြစ်ပါတယ်ဆိုတော့ဒါကတော့ဖြတ်ပြမဲ့ဆောင်ဖြစ်ပါတယ်အခုချိန်ဒီဟာနှိပ်ရင်အမင်းတို့ recheck ပြမှာဖြစ်ပါတယ်ဘာဖြစ်လို့ဒီမှာ item တွေရှိနေသေးတဲ့အတွက်ဖြစ်ပါတယ်ဒါတော့ system ရဲ့မမအောင်လမ်းကြောင်းမိထားတဲ့အခြေအနေဖြစ်ပါတယ်ဆိုတော့ဒါဆိုရင်ဒါကတော့ customer ကို cancel လုပ်မဲ့ဆောင်ဖြစ်ပါတယ်အဲ့တော့ဒီ cancel လုပ်မဲ့ဆောင်မှာ item တွေထည့်မယ်တပွဲထည့်မယ် sorry မလို့ပြန်ထည့်ပေးပါမယ်ဆိုတော့ဒီဟာကိုငွေတောင်းမဲ့ဟာကိုပြန်ထည့်မယ်ထမင်းညော်တပွဲထည့်မယ်ဒါဝင်းက၄ပွဲထည့်ပါမယ်cancel လုပ်မဲ့ဆောင်အမလို့ထည့်မယ် cancel ကထမင်းညော်တပွဲ cancel လုပ်မယ်ဦးနှုတ်ခောက်ဆွဲက၄ပွဲ cancel လုပ်မှာဖြစ်ပါတယ်မလို့ဒီမှာ restrictly ပြောပါမယ်နှစ်ခုလုံးကအမင်းတို့ငွေရှင်းပေးရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ငွေမရှင်းဘူးဆိုရင်ဒီပြုလုပ်ဆဲ order မှာကြံ့နေမှာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါအမင်းတို့ငွေတောင်းတဲ့ဟာကအမင်းတို့ငွေတောင်းလိုက်ပါမယ် customer ရှိတော့2000 something ဆိုအမင်းတို့3000ရိုက်ထည့်လိုက်ဆိုတော့ရပါတယ်ဒါဆိုရင် customer ကိုငွေတောင်းမယ်ငွေတောင်းပြည်တာပေးမယ်ဒီ process ဖြစ်ပါတယ်ဒီကောင်ကိုအမင်းတို့ခုနပြောသလိုပါပဲငွေမရပေမဲ့လည်းအမင်းတို့ငွေရှင်းပေးရမှာဖြစ်ပါတယ်အားကြောင့်လဲဆိုရင်ဒီဟာငွေမရှင်းဘူးဆိုရင် running order မှာဆက်ကြံနေမှာဖြစ်ပါတယ်ငွေရှင်းကိုရှင်းရမှာဖြစ်ပါတယ်ဒီစာရွက်ကိုလည်းအမင်းတို့ထုတ်ထားဖို့ကြံပြုပါတယ်။ဘာကြောင့်လဲဆိုရင်ဒီစာရွက်ကို report တဲ့ senior ကနေလက်မှတ်ထိုးပြီးတော့ငွေကန်ကနေတင်ထားဖို့အတွက်အကြံပြုပါတယ်။ဒါကတော့ check and balance အတွက်ငွေကန်နဲ့ report တဲ့ senior ကြားမှာ proof တစ်ခုအတွက်ကိုအမင်းတို့ယူရတဲ့သဘောဖြစ်ပါတယ်။ဆိုတော့ report တဲ့ senior လက်မှတ်ထိုးမယ်ဒီစာကိုငွေကန်ယူရတဲ့သဘောမျိုးဖြစ်ပါတယ်။ဒါဆိုရင်ဒီအယောင်းလည်းမရှိတော့ပါဘူး။ random order မှာဘာလို့လဲဆိုငွေလက်ခံပြီးတော့အတွက်ကြောင့်ဖြစ်ပါတယ်။ဆိုတော့နောက်ဆုံးအဆင့်ကတော့ report တဲ့ senior သူ့ရဲ့ senior to senior ကိုဒီအားနဲ့ပတ်သက်ပြီးတော့ report တရားမှာဖြစ်ပါတယ်အမလို့ဒီမှာတစ်ခုကဘာလဲဆိုရင်ဒီ number လေးကိုအမလို့မှတ်ထားပါမယ်ဒီ number လေးကတော့ cancel လုပ်ရမယ့် number လေးဖြစ်ပါတယ်ဒါဆိုရင်တော့အမတို့ငွေကန်ရဲ့ reported senior ရဲ့ customer ရဲ့လုပ်ငန်းစဉ်ပြီးပါပြီကျန်တဲ့လုပ်ငန်းစဉ်ကိုဆက်သွားရမယ်အဲ့ဒါကတော့ဒီ cancel ဖြစ်တဲ့ပုံမှာဘာတွေဆက် action ယူရမလဲအမတို့ဆက်ပြောရမယ်ပထမဆုံးလုပ်ရမှာတော့ရှင်းရှင်းလေးပါပဲဒီcancel လုပ်ရမယ်စာရွက်ကိုအမတို့ဖြတ်ပြရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုငွေမရခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်အဲ့တော့ cancel လုပ်တဲ့စာရွက်ကိုဖြတ်ဖို့အတွက်ကအမတို့သက်ဆိုင်ရာယာတူးနဲ့အကောင့်ဝင်ရမှာဖြစ်ပါတယ်အမတို့ဒီမှာသက်ဆိုင်ရာယာတူးနဲ့အကောင့်ဝင်ထားပါတယ်ဆိုတော့အကောင့်ဝင်ပြီးသွားပြီဆိုရင်ဒုတိယချက်ကတော့အဆိုပါ cancel လုပ်ရမယ့်စာရွက်ကိုရှာပြီးဖြတ်ရမှာဖြစ်ပါတယ်ဆိုတော့ cancel လုပ်ရမယ့်စာရွက်ကဘယ်မှာရှိလဲဆိုတော့အယောင်းများဆိုတဲ့အောက်က plus အောက်ကအယောင်းဆိုတဲ့ဟာမှာရှိပါတယ်ဒီမှာဆိုရင်အမင်တို့အယောင်းတွေအားလုံးတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီကမှဘလို့ပေတာလုံနိုင်မလဲဆိုတော့အမင်တို့ဒီဟာလေးကိုရိုက်ထည့်လို့ရပါဗျနောက်ကဟာရရင်လုံလောက်ပါတယ်ကဲလို့ဒီမှာနှစ်ခုတွေ့တယ်ဆိုတော့ထပ်ပြီးတော့ digit ထပ်တိုးပြီးရိုက်ပါနော်အဲတစ်ခုပဲတွေ့တယ်ဆိုဒီဟာတစ်ခုပဲရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်
အမတို့ဒီမှာဆိုရင် double check အနေနဲ့စစ်ဆေးမယ်ဆိုလည်းရပါတယ်သူ cancel လုပ်ပြီးလိုက်တာသမင်းကျော်ပွဲကြီးတစ်ပွဲနဲ့အုံနှုတ်ခောက်ဆို၄ပွဲကို cancel လုပ်ပြီးလိုက်တာဖြစ်ပါတယ်ဒီက cancel စာမှန်ကန်တယ်ဆိုရင်လိုရမှာတော့အမတို့ဟိုလာဖြတ်ပြစ်ဆိုတာလေးကိုနှိပ်ပြီးလိုက်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဖြတ်ပိုင်ခွင့်ရှိတဲ့ယာရုကနေပြီးတော့ system ထဲမှာဖြတ်ရမယ်ဟိုလာကိုငွေလက်ခံပြေတာဖြတ်လိုက်တာဖြစ်ပါတယ်မင်းတို့ဒီမှာအကြံပြုချက်အနေနဲ့အမတို့ပြောချင်တာကတော့ဆိုတော့ဒါကတော့အကြံပြုချက်ပဲဖြစ်ပါတယ်စီမံခန့်ခွဲမှုအကြံပြုချက်ဖြစ်ပါတယ်ဆိုတော့ဘယ် item ကဒီလိုမျိုးအမြဲတစေဖြစ်နေလဲဘယ်လို process မှာဒီလိုအခြေအနေမျိုးဖြစ်နေတာလဲဒါကိုအမတို့အကဲဖြတ်ရမှာဖြစ်ပါတယ်ဆိုတော့ BR ကန်နေနဲ့ပတ်သက်ပြီးတော့အမြဲဖြစ်နေတာလားဒါမှမဟုတ်သမင်းကျော်နဲ့ပတ်သက်ပြီးအမြဲဖြစ်နေတာလားဘယ်လိုအခြေအနေမျိုးဘယ်လိုပြောဆိုမှုမျိုးမှာနားကြလွဲနေတယ်လဲဒီလိုမျိုးကိုအမင်တို့အကဲဖြတ်မှာဖြစ်ပါတယ်အကဲဖြတ်ပြီးရင်အမင်တို့နောက်တစ်ချိန်ဒီလိုမဖြစ်အောင်ဒါမှမဟုတ်ဖြစ်တဲ့အချိန်ရော့အောင်ပိုကောင်းမအောင်ဘယ်လိုပြုပြင်ရမလဲအရှင်ယူရမှာဖြစ်ပါတယ်ဒါကတော့အမင်တို့စီမံခန့်ခွဲမှုကြံဖြစ်ပါတယ်ပိုကောင်းတဲ့ better operation အမင်တို့သွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့အမင်တို့ဒီဗီဒီယိုရဲ့နှစ်ချုပ်ကတော့အမင်တို့kitchen pan နဲ့သုံးတယ်ဒါပေမဲ့လည်းလုပ်ငန်းရဲ့စီမင်းစည်းကမ်းတွေလည်းမထိခိုက်ဘူးလုပ်ငန်းရဲ့ operation ကိုလည်းမထိခိုက်ဘူး check and balance လည်းမပြတ်ဘူးဒီအခြေအနေကိုအမင်တို့ပြပြပေးသွားဖြစ်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်